အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တစ်ဆက်ပေးမဲ့ဇာတ်လမ်းလေးကသင်ငန်းခြုံထားတဲ့ဘလူးဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဒါကတော့စိတ်ကူးရင်မဟုတ်ဘဲနဲ့ဖြစ်ရမှန်ဇာတ်လမ်းလေးတစ်ခုပါပဲမြန်မာလူမျိုးတွေကဘုံကြီးเจ้าဆိုလို့ရှိရင်အေးချမ်းတဲ့နေရာ900နေရာလို့ပဲသတ်မှတ်ထားကြတယ်ဒါပေမဲ့အဲ့ဒီယုံကြည်မှုကိုအခွင့်ကောင်းယူပြီးတော့သင်ငန်းကိုအကာအကွယ်ယူပြီးလူသားတွေကိုတားကောင်လို့တပ်ဖြတ်စားတော့ခဲ့တဲ့ဖြစ်ရဆိုကြီးတစ်ခုကရန်ကုန်မြို့လေကောင်မှာတကယ်ဖြစ်ခဲ့ဘူးလေဆိုရင်ခင်ဗျားတို့ယုံမှာမလား1980ပြည့်နှစ်လို့တောင်ကလာပါမြို့နယ်မှာအဲ့ဒီခေတ်ကလမ်းမီးမိန်လူကြီးတိတ်ဆိတ်တဲ့ညတွေမှာရက်ကွက်တစ်ခုလုံးကိုခြောက်ချားစေမဲ့အရာတစ်ခုကတိတ်တဆိတ်ကြီးထွားနေခဲ့အဲ့ဒီအရာကတော့ဦးလာပါလို့ခေါ်တဲ့ကျောင်းနိုင်ဆရာတော်တစ်ပါးပါပဲအပြင်းပန်းကြည့်ရင်ပရိစိတ်မြတ်တာပို့နေတဲ့ယဟန်တစ်ပါးပါဒါပေမဲ့သူ့ရဲ့ကျောင်းတိုက်ရဲ့မြေကြီးအောက်မှာတော့တရားဓမ္မတွေအစားသွေးတွေအယိုးတွေနဲ့ပုတ်သွင်းနေတဲ့လူအသားစားတွေသာပြည့်နှံ့နေခဲ့ပါတယ်။ဒါရိုးရိုးလူသက်မှုမဟုတ်ပါဘူး။လူသားတရားကိုစားရင်ဝိဇ္ဇာဖြစ်မယ်ဆိုတဲ့လူသွမှုနဲ့ယုံကြည်မှုလွန်ခဲ့ခြင်းကနေမွေးဖွားလာခဲ့တဲ့ငရေကန်တစ်ခုပါ။ဒီနေ့မှာတော့မြမသမိုင်းမှုကမှာအဆိုးအဝါဆုံးလူသားစားဘုံကြီးအမှုတွေကိုပြန်ပြီးတော့ကျွန်တော်တို့အတူတူလူဖော်ကြည့်ရအောင်ဗျာသူတို့ကဖះတက္ကမတွေကပ်ပိယာတွေမဟုတ်ကြဘူးသူတို့ကသွေးဆာနေတဲ့မိသားစုဝင်တွေသာဖြစ်ကြတယ်ဥလာပါရဲ့ကြောင်းလိုက်ကအပြင်းပန်းခြင်းတာမှန်ပါပဲဒါပေမဲ့ရက်ကွက်နေပြည်သူတွေသတိမထားမိတဲ့ထူးခြားတဲ့အချက်တွေရှိတယ်ပထမချက်ကတော့အဲ့ဒီဖုန်ကြောင်မှာဥလာပါကလွှဲရင်တခြားတန်ကကိုရင်ဦးစင်းဘယ်သူမှလာပြီးမတဲခိုးကြဘူးဒုတိယချက်ကတော့ရက်ကွက်ထဲမှာဥလာပါအပြင်နောက်ထပ်လူ2ယောက်ရှိတယ်အဲ့ဒီကျောင်းဝင်းထဲမှာပေါ့ခက်အိုးအမျိုးသမီးတစ်ယောက်နဲ့အသက်20ကျော်လူရွယ်တစ်ယောက်ရက်ကွက်ထဲကတော့သူတို့ကိုတက္ကမကြီးနဲ့ကပ်ပိရလို့ပဲထင်ခဲ့ကြတယ်ဒါပေမဲ့အမှန်တရားကအဲ့ထက်ပိုပြီးကြောက်စရာကောင်းနေပါတယ်တကယ်တော့သူတို့ကဥလာပါရဲ့ဇနီးနဲ့ဥလာပါရဲ့သားတွေပါဘုန်းကြီးဝေကြီးနဲ့အိမ်အောင်မြူထားတာလည်းမကပါဘူးသူတို့မိသားစု3ယောက်ကဘာသာရေးကိုမျက်နှာဖုံးတက်ပြီးပြင်ပလောကနဲ့အဆက်အသွယ်ဖြတ်ပြီးတော့လျှို့ဝှက်တဲ့အစီအစဉ်တစ်ခုကိုစတင်နေခဲ့ကြတာပါဇနီးတဲ့နဲ့သားဖြစ်သူကဥလာပါကိုခင်မွန်းဖခင်တယောက်လိုမဟုတ်ပဲနဲ့ဘုရားသခင်တပါးလိုယုံကြည်ကိုးကွယ်ပြီးတော့မှိုက်မိနေတဲ့သူတွေပဲဖြစ်ပါတယ်သူတို့ရဲ့ယုံကြည်ချက်တွေကတစ်ခုတည်းပါဆရာတော်ဘုရားဝိဇ္ဇာဖြစ်ဖို့ဆိုရင်ငါတို့ဘာမဆိုလုပ်ရဲတယ်ဆိုတဲ့အစွန်းရောက်တဲ့စိတ်ဓာတ်ပါပဲ1986-89ဝန်းကျင်လောက်မှာတောင်ကလာပါတဝိုက်မှာထူးဆန်းတဲ့လူပြောင်းမှုတွေဆက်တိုက်ဖြစ်ပေါ်လာခဲ့တယ်ပျောက်ဆုံးတဲ့သူအများစုကအသက်10နှစ်ကနေ15နှစ်ကြာယောက်ျားလေးတွေရဲတွေကလိုက်ရှာပေမဲ့တဲလွန်တာမတွေ့ဘူးကလေးတွေကလေထဲမှာပျောက်သွားတယ်လို့ပဲတကယ်တော့သူတို့ပျောက်သွားတာမဟုတ်ပါဘူးဥလာပါရဲ့တားတက်ယုံတွေကိုကိုချီတော်နဲ့ကိုဝင်သွားမိခဲ့ကြတာပါဥလာပါရဲ့ကျောင်းမေးမှာမြေကွက်လည်လေးတစ်ခုရှိတယ်အဲ့ဒီမှာကလေးတွေကညနေဘက်ဆိုရင်ချင်းလုံးခက်လေးရှိကြတယ်ဒါဥလာပါတို့ရဲ့စကြက်တစ်ခုပါခင်ဗျားတို့မြင်အောင်ကြည့်ပါကလေးတွေပျော်ပါသွားချင်းခတ်နေကြတယ်ပြီးတော့ရုတ်တရက်ချင်းလုံးကကျောင်းဝင်းတွေကိုလွင့်စင်သွားတယ်အဲ့ကောင်တွားကောက်ခွာဆိုပြီးတော့ကလေးတယောက်ကကျောင်းစီရုပ်ကိုကြော်ဝင်လိုက်မယ်ကျောင်းဝင်းထဲမှာတိတ်ဆိတ်နေတယ်တစ်ပိန်နဲ့အုပ်ဆိုင်နေတယ်အဲ့ဒီကလေးကချင်းလုံးကိုလှန့်ကောက်လိုက်တဲ့အချိန်မှာပဲသူ့ရဲ့နောက်မှာရက်နေတဲ့တိမ်မင်းကိုသူတို့သတိမထားလိုက်မိကြဘူးကျောင်းဝင်းနဲ့ရောက်လာတဲ့ကလေးကိုစောင့်ကြိုနေတာကဥလာပါရဲ့သားလူသက်သမားပါသူကတောပုံကြီးလိုတန်ပါတယ်လက်ထဲမှာတစ်သားတော့ဓာတ်မို့လို့ရှိရင်ဓမ္မယူကိုကင်ထားတတ်တယ်ကလေးတွေကျောင်းထဲရောက်လာတာနဲ့နောက်ကနေရိုက်ချလိုက်တယ်သတိမေ့သွားတဲ့ကလေးကိုမိဖို့ကြောင့်ဒါမှမဟုတ်တားတက်ယုံဖြစ်ပြောင်းလဲထားတဲ့မြေအောက်ခန်းတွေကိုခေါ်ဆောင်သွားတယ်ပြီးရင်ဥလာပါရဲ့ဇနီးကတာဝန်ယူပါတယ်သူမကသားကောင်ကိုဖြတ်တယ်အသားတွေကိုလှီးတယ်အယိုးတွေကိုတိတန်ခွဲတယ်ရက်ွက်ထဲကလူတွေကတော့ညဘက်ရောက်တိုင်းဒီကျောင်းကနေထူးဆန်းတဲ့အသားပြုတ်နှံတွေရနေတာကိုသတိထားမိကြတယ်မိဖို့ကျောင်းထဲမှာမိဖို့တွေဥနေအောင်ချက်ပြုတ်ကြတယ်အဲ့ဒီနန်းကဝတ်သားဟင်းနန်းလည်းမဟုတ်စိတ်သားဟင်းနန်းလည်းမဟုတ်တမျိုးညှိဆိုးဆိုးနန်းနေတယ်ဆိုကြတယ်ကြောက်စရာအကောင်းဆုံးကတော့သူတို့မိသားစုကဒီအလုပ်ကိုကြောက်လန့်မှုနဲ့လုပ်နေကြတာမဟုတ်ဘူး
နေ့စဉ်ထမင်းချက်သလိုမျိုးအေးအေးဆေးဆေးနဲ့လှုပ်ဆောင်နေကြတာပါဥလာဘကတော့ဒီသားတွေကိုဖုံးပေးနေသူ့ရဲ့ဝိဇ္ဇာလန်ပေါက်တော့မယ်လို့ယုံကြည်ပြီးတော့ပီတိဖြစ်နေခဲ့တော့တာပေါ့ဘယ်တော့ပဲဖုံးပြီးကြပါသည်ရာသွေးမှုဆိုတာတာရှိဖုံးကွယ်လို့မရသမြဲပါတနေ့မှာတော့ကံကြမ္မာကအလဲပြောင်းဖြစ်လာတယ်ချင်းလုံးဝင်ကောက်တဲ့ကလေးငယ်တယောက်ကတချို့ကမောင်မောင်လို့နာမည်ပေးကြတယ်ဒါပါတော့သူချင်းလုံးဝင်ကောက်ဖို့သွားတဲ့အချိန်မှာချုံမုတ်ထဲကနေလူရိပ်တစ်ခုပြေးထွက်လာတာကိုမြင်လိုက်ရတယ်အဲ့ဒါကတော့ဥလာဘရဲ့သားပါဓမ္မကြီးနဲ့ခုတ်ဖို့ရွယ်လိုက်တယ်အဲ့ဒီကောင်လေးကသတိဝိရိယရှိသူမို့လို့ရှောင်လိုက်နိုင်တယ်ဓာချက်ကလွဲသွားတယ်ကောင်လေးကအသက်လူပြီးပြန်ပြေးတယ်နောက်ကနေလူသက်သမားကထက်ချက်မကွာလိုက်လာမိရင်သိမယ်ဆိုတဲ့အသည့်နဲ့ကောင်လေးကစီယိုကိုအတင်းကျော်ရက်ခွက်ဘက်ကိုထွက်ပြေးပြီးတော့ကဲကြပါအောင်မျိုးဘုံကြီးเจ้าထဲမှာလူတက်နေလို့ဆိုပြီးအော်ဟစ်တယ်အစာပိုင်းမှာတော့ဘယ်သူမှမယုံကြဟဲ့ကောင်ဘုံကြီးကလူတက်ပါမလားပေါ့ဒါပေမဲ့ကောင်လေးရဲ့တုံလုံးနေတဲ့ပုံစံပြီးတော့ပျောက်ဆုံးနေတဲ့ကလေးတွေရဲ့အမှုတွဲတွေနဲ့ဆက်ဆက်ကြည့်လိုက်တဲ့အခါမှာစကမ်းမှုကကြောင်းထဲကိုဝင်ရောက်ရှာဖွေဖို့အမိန်ပေးလိုက်ပါတော့တယ်ရဲတွေနဲ့ရက်ကွက်လူတွေကြောင်းထဲကိုဝင်ရောက်သွားတဲ့အချိန်မှာဥလာဘကတင်ငယ်ရက်တောင်လေးကိုခတ်ပြီးတရားထိုင်နေတကားတော့ဘာကိစ္စရှိလို့လဲဘာလို့ဆူညံနေကြတာလဲဆိုပြီးအင်ဒရီမပြတ်မေးတယ်ရဲတွေကကြောင်းပေါ်ကိုတက်ချတယ်ဘာမှမရှာလို့မတွေ့ကြဒါပေမဲ့အတွေ့အကြုံရှိတဲ့ရဲတယောက်ကအနံ့တစ်ခုကိုရလိုက်တယ်ပုတ်အပ်နဲ့အသားနဲ့အဲ့ဒီနံ့ကကြောင်းနောက်ဖေးကမိဖို့ကြောင်ဘက်ကနေလာနေတာမိဖို့ကြောင်တကားကိုကန်ဖွင့်လိုက်တဲ့အချိန်မှာတော့မြင်လိုက်ရတဲ့မြင်ကွင်းတွေကြောင့်ရဲတွေရောကလေးတွေပါရက်ွက်လူကြီးတွေအားလုံးအော့အန်ကုန်ကြတယ်ကြီးမားတဲ့တဲဦးကြီးတွေမှာပြုတ်ထားတဲ့အသားတုံးတွေပလင်းကြီးထဲမှာစားရိတ်စိန်ထားတဲ့အသားကြောက်တွေတောင်းတနေရာကအိတ်တွေထဲမှာလူ3000ပစ္စည်းတွေကလေးဖက်နယ်လေးတွေကြောင်းသိမ်းပေါင်းမိလေးတွေကြောင်းဝင်းတနေရာကနောက်ဖေးမြေကြီးကိုတူးကြည့်လိုက်တဲ့အခါမှာလူရိုးစုပေါင်းများစွာဥကောင်းကုန်ပေါင်းများစွာကိုရှာဖွေတွေ့ရှိခဲ့ကြတယ်ဒါဖုံးကြီးကြောင့်မဟုတ်လူသက်ကုန်းတစ်ခုဖြစ်နေခဲ့တာပါဥလာဘနဲ့သူ့ရဲ့ဇနီးသူ့သား၃ယောက်စလုံးကိုလက်ထိတ်ခတ်ပြီးတော့ဖမ်းခေါ်သွားတယ်စစ်ဆေးတဲ့အခန်းထဲမှာဥလာဘပြောတဲ့စကားကစစ်ဆေးတဲ့သူတွေကိုချက်သိမ်းထားသေးခဲ့တယ်သူကငိုယိုပြီးတောင်းပန်တာမျိုးမလုပ်ဘူးသူ့မျက်လုံးတွေကအယောင်တောက်နေတယ်ငါရဲ့အစီရင်အောင်တော့မှနောက်ထပ်နည်းနည်းပဲလိုတော့တာလို့သူကရေးရွတ်တယ်စစ်ဆေးတွေ့ရှိရတဲ့အရာသူဟာရှေးအောင်ပေပရိုက်ဘိုက်တစ်ခုမှရေးထားတယ်လူသားအယောက်တရာရဲ့အသားကိုစားပြီးရင်ထွက်ရပေါဝိဇ္ဇာဖြစ်မယ်ဆိုတဲ့မှားယွင်းတဲ့အယူဝါဒကိုယုံကြည်နေခဲ့တာပါတရားရုံးကသူတို့၃ယောက်စလုံးကိုအမြင့်ဆုံးပြစ်ဒဏ်တွေချခဲ့တယ်ကဲဒီဖြစ်ရတဲ့ကနေကျွန်တော်တို့ကိုဘာတွေတင်ပေးလဲယုံကြည်မှုနဲ့အဆွံ့ရောက်မှုကြားကမြင်းပပလေးကိုကြော်ဖြတ်မိတဲ့အခါမှာလူတစ်ယောက်ကလူစင်သက်ကနေဘလူးဖြစ်ပြောင်းလဲသွားနိုင်တယ်ဆိုတာပါလေတောင်ကလာပါကအဲ့ဒီဖုန်ကြီးကျောင်းနေရာကအခုချိန်ဒီလူတွေပြောစမှတ်တွေ့နေသေးပါညဘက်ရောက်ရင်ကလင်းငူတန်နေကြားရတယ်လို့ပြောကြတယ်တကယ်လို့ခမရတို့ရက်ကွက်ထဲကဖုန်ကြီးကျောင်းတစ်ကျောင်းမှာညဘက်ရောက်တိုင်းထူးဆန်းတဲ့အသားပြုတ်နိုင်နေရနိုင်မယ်ဆိုရင်ခမရဘာလုပ်မလဲဒီဇလန်လေးကတော့ဒီလောက်ပါပဲနောက်ထပ်လည်းပို့ပြီးထိတ်လိုက်နေတဲ့ခေါင်းနဲ့ဖြစ်ရမှန်ဇလန်လေးတွေနဲ့ပြန်လာခဲ့ပါမယ်ကဲခမရတို့လည်းမနေ့ပြန်စွန့်ညိုင်သွားပို့အောင်မလို့စောစောအိတ်ဖို့ကျွန်တော်အကြံပေးခြင်းပါတယ်အားလုံးပဲကွတ်နိုင်ပါမယ်